ကြံရောက်ရမယ်ဆိုတော့တပီပူရဘန်းနဲ့တပုံရိုက်တဲ့ချိန်ပြန်ရောက်ပြီဒါပေမဲ့ကိုယ့်အိမ်ကအပြင်ကကဒုံကြီးဖြစ်နေရဆိုရင်ဒီလိုရိုက်ဒီပန်းကအခုဆိုရင်အရန်နဲနေတယ်ဘယ်လိုရိုက်လာမှာမဟုတ်ဘူးကွာဒီမှာရက်ပြီးတော့ရိုက်ရင်လည်းအပေါ်မှာကဘာမှမရှိဘူးပြောင်းနေဆိုတော့လေလာတဲ့ပန်းစုတစုကိုပဲရွေးလိုက်ဒီမှာဆိုရင်ဒီအစုကလာတယ်မဟုတ်လားအဲ့ဆိုရင်ဒီအစုကိုပဲအဓိကယူပြီးတော့ရိုက်ပြီလာတဲ့ပန်းစုရဲ့ဘေးမှာတော့ရက်တယ်ဆိုရင်လည်းဒီအရှိမှာဆိုရင်အကိုင်းတွေပညာတွေမရှိစိမ့်နဲ့ပေါ့နော်အဲဒါကြောင့်မလို့ဒီအလဲကနေဝင်လိုက်ပေါ့ချိုးတော့မချိုးလိုက်နဲ့ပန်းစုနဲ့လူကအဲ့လိုတဝက်စီဖြစ်နေရမယ်ဒီအရှိတက်တက်ကနေရိုက်တာတိတ်မလှဘူးဆိုရင်လေအပေါ်ကနေရိုက်လာအဲ့ဆိုရင်ပန်းစုကပုံမြင်ရတယ်ထရီနေတဲ့ဟာတွေယူလို့ရတဲ့ဟာအကုန်လုံးကောက်လိုက်အကုန်လုံးကောက်ယူလိုက်ဒီပုံရိုက်တဲ့ချိန်သူကအဝါရောက်အများကြီးပိုင်ပုံလာတယ်ကောင်းပေါ်မှာတင်ထားလဲရတယ်ပါစက်နဲ့ကိုက်ထားလဲရတယ်ဒီဘက်ဟာကမြင့်နေမဟုတ်လားဒီမှာဟိုဘက်မှာနှိမ့်နေတဲ့ဟာရှိရဲ့နှိမ့်နေတဲ့ပန်းစုအောက်မှာပဲထိုင်ချလိုက်အခုဒီလိုရရင်လေမလောက်ဘူးလားနေထိုင်ပြီးတော့အောက်ကနေကြိုက်โอเคပန်းကိုပုံမြင်ချင်တယ်ဆိုရင်လေ white ကိုနည်းနည်းလေးသုံးရင်လည်းရတယ် 0.7 0.6 အဲ့လောက်ပေါ့အောက်ကနေရတယ်ဆိုရင်မျက်နှာကဒီလိုကြီးဖြစ်နေမလားနှစ်ထပ်ပေါ်နေပြီးရင်မျက်လုံးကလည်းဆွေနေဆိုတော့လေခန္ဓာကိုယ်ဒီလိုနည်းနည်းလေးအောက်ဆောင်လိုက်အောက်ကျလိုက်ခါညောင်းနေဆိုရင်လည်းအောက်ထားရမယ်နော်အပြင်ဒီဘက်ချမ်းပန်းပုံများတယ်မဟုတ်လားအဲ့ဆိုရင်ဒီဘက်အပြင်ကိုတဝက်ပြီးရင်လူကိုတဝက်ဒီနားလေးမှာလွတ်နေမဟုတ်လားအခုโอเคခုနကငါတို့ကောက်ထားတဲ့ပန်းနဲ့ဒီအရှိနားလေးမှာပေါ့နော်ကင်မရာအရှိနားလေးမှာလာကာထားလိုက်ကွယ်ထားလိုက်တတလေးအရောင်မြင်နေရတယ်အများကြီးတို့တပီပူရပန်းမကုန်ခင်မြင်မြင်ပြေးရှိုက်လိုက်တော့နော်ကြည့်ပြီလားကောင်းရွေး